နွယ်လေးငယ်ကစာညက်နဲ့ကြောင်းသူတယောက်ဖြစ်ခဲ့ပါတယ်။ထင်သေးနှိမ့်ချဆက်ဆံခဲ့တဲ့လူတွေနဲ့လည်းဘဝမှာအများကြီးကြုံခဲ့ပူပါတယ်။အဲ့ဒါတို့ကြောင့်အခုရွယ်အထိတင်ငယ်စိတ်ရှိပြီးစကားပြောတဲ့နေရာကစာယုံကြည်မှုသိမ့်မရှိပါဘူး။လူတွေကိုစိတ်ထဲကနေကြောက်တတ်တဲ့ introvert တယောက်ဖြစ်ပေမဲ့ကိုယ့်ရဲ့အားနည်းချက်ကိုတတ်နိုင်သမျှအကောင်းဆုံးဖြစ်အောင်ပြုပြင်ချင်ပါတယ်။ဒီလိုပြုပြင်ဖို့အတွက်စာအုပ်များများဖတ်ဖို့လိုပါတယ်။ကိုကောင်းမယ်တဲ့စာအုပ်ကလေးတွေကိုဝယ်ဖတ်ဖြစ်တယ်။အခု review ပေးမဲ့ brain ကျင်ပုံလေးကိုအရင်က online ပေါ်မှာကောင်းမလေးတော်တော်များများဖတ်တာတွေ့ရတော့ထူးခြားတာတစ်ခုပါမလားဆိုတဲ့စိတ်နဲ့စိတ်ဝင်စားခဲ့ပါတယ်။ brain ကျင်ပုံကိုလွန်ခဲ့တဲ့9လလောက်ကမှနွယ်လေးဝယ်ပြီးခဲ့တာပါ။အခုဗီဒီယိုလေးမှာပြပြသွားမယ့်စာအုပ်ဟာနွယ်လေးလိုလူတယောက်အတွက်အများကြီးထောက်ကူပြုတာကြောင့်ပြန်မျှဝေဖို့ဆုံးဖြတ်ခဲ့တာပါ။နွယ်လေးလိုအရင်ကစာညက်မျိုးဘဝမှာအနှိမ့်ခံခဲ့ရဘူးတဲ့ဘဝတူလေးရှင်အားမငယ်ပဲအတူတူကြိုးစားကြဖို့ပြောချင်ပါတယ်။အတော်ဆုံးလူတစ်ယောက်မဖြစ်ရင်တောင်မှတနိုင်တယ်လို့အကောင်းဆုံးလုပ်နေတဲ့လူတစ်ယောက်ဖြစ်အောင်ကြိုးစားကြမယ်နော်ဟယ်လိုအားလုံးပဲမင်္ဂလာပါကိုကိုမှတ်ဉာဏ်မကောင်းဘူးလို့ခံစားနေရပြီးစက်ပလီအားနည်းတဲ့သူတွေကောင်းမွန်တဲ့ habit တွေကိုဖုကတ်ထားပြီးကိုယ့်ရဲ့ lifestyle ကို level up လုပ်ချင်တဲ့သူတွေဒီလိုလူတွေအတွက်အကျိုးရှိပြီးလမ်းပြပေးမယ်စာအုပ်ကလေးတစ်အုပ်ကိုဒီဗီဒီယိုလေးမှာမျှဝေပေးချင်ပါတယ်စာအုပ်ဆိုတာဒါ programming တစ်ခုလို့ပြောရင်လည်းမမှားပါဘူးเนาะစာအုပ်အကြောင်းကိုသိပြီးသားသူတွေလည်းရှိမှာပါ2021ကလေးကထွက်ထားတဲ့ Super Brain ဆိုတဲ့စာအုပ်ကလေးအကြောင်းပါဒီစာအုပ်ကလေးကအုံနောက်ရဲ့အလုံးလုံးပုံနဲ့ focus အားကောင်းအောင်ဘယ်လိုလေ့ကျင့်ပြိုးထောင်ရမလဲဆိုတာလေးတွေကိုလမ်းညွှန်ပြပေးထားပါတယ်စာအုပ်ဖတ်ပြီးချိန်ဒီစာအုပ်ဟာတင့်အတွက် value မရှိဘူးဆိုရင် 100% cashback ပြန်ပေးတဲ့အထိအာမခံချက်ပေးထားပါတယ်။တေချာတာကတော့ဒီစာအုပ်ကိုသင်မဖတ်ခင်အချိန်နဲ့ဖတ်ပြီးတဲ့အချိန်ရှင်းကြည့်ရင်သင်ဟာအရင်နဲ့မတူပဲမတိမတာလေးပြောင်းလဲလာတာကိုသတိထားမိပါလိမ့်မယ်။ Neuroplastic CD အုံနောက်ပြုပြင်ခြင်းအတွက် Super Brain ဆိုတဲ့စာအုပ်ကလေးရဲ့Brain ကျင်ဆိုတဲ့စာအုပ်ကလေးရဲ့နောက်ပြီး Brain ကျင် app ကလေးရဲ့ brain နဲ့ပတ်သက်တဲ့ video content တွေကိုတင်ပေးတဲ့ membership program group လေးရယ်ဆိုပြီးတွဲပါပါတယ်။စာအုပ်ရဲ့တန်ဖိုးကနွယ်လေးဝယ်တဲ့အချိန်တုန်းက2100ကျပ်ပေးရတယ်ပေါ့နော်။ membership group ကိုတော့နွယ်လေး join မထားဖြစ်ဘူးပေါ့နော်။ brain ကျင် app လေးကိုတော့အားတဲ့အချိန်တိုင်းမှာဝင်ပြီးကစားဖြစ်တယ်။ program ပြီးဖို့အတွက်ကတော့လောက်ဝက်လောက်လိုပါသေးတယ်။အကြောင်းကိုပြောရမယ်ဆိုရင် Master Brain ဆိုတဲ့စာအုပ်ကလေးကိုအရင်ဆုံးဖတ်ရပါမယ်။စာအုပ်ကလေးမှာဉာဏ်ရည်ထက်မြက်ဖို့ရဲ့ focus အားကောင်းဖို့လိုအပ်တာတွေနဲ့ပတ်သက်ပြီးတော့ example လေးတွေနဲ့အတူသေချာရှင်းပြပေးထားပါတယ်။ဂျင်ကွေရဲ့ improve memory exercise နည်းလမ်းတချို့ကိုလည်းဖော်ပြထားပါတယ်။လူခန္ဓာကိုယ်အစိတ်ပိုင်းကိုပိုလှအောင်လုပ်လို့ရတဲ့ရုပ်ပိုင်းဆိုင်ရာပြုပြင်ခြင်း plastic surgery ဆိုတဲ့စကားလုံးကိုတော့လူတိုင်းကြားဘူးကြပြီးကိုယ့်ရဲ့အုံနောက်ကိုလည်းပိုပြီးညံကောင်းအောင်ပြုလုပ်လို့ရတဲ့ Neuroplastic CD ဆိုတဲ့စကားလုံးကိုလည်းသိဖို့လိုကြောင်းနားလည်လွယ်အောင်ရှင်းပြပေးထားပါတယ်။ဒီစာအုပ်ထဲကအချက်တွေကိုသိတဲ့လောက်သိပြီးသွားပြီဆိုမှ Brain Gym Program အတွက်နောက်စာအုပ်ကလေးကိုဆက်ပြီးဖတ်လို့ရမှာဖြစ်ပါတယ်။ Gym Program စာအုပ်ထဲမှာကြတော့နေ့ရက်တိုင်းကိုလုပ်တဲ့ habit တွေကကိုယ့်ကိုပြန်ပြီးတော့မှ define လုပ်ပေးတယ်ဆိုတဲ့အကြောင်းအသေးစိတ်ရှင်းပြပေးထားပါတယ်။လူတွေဟာကိုယ့်အတွက်အရေးကြီးကောင်းမွန်တဲ့အလေးကျင့်တွေကိုအမှုမဲ့အမှတ်မဲ့နေကြတာများပြီးကိုယ့်ရဲ့ emotion တွေကို manage သိမ့်မလုပ်ကြဘူးပေါ့နော်။ဒီစာအုပ်ကတင်အုံနောက်ထဲမှာမျိုးစေ့ကောင်းတွေကိုရက်ပေါင်း60စာ2လစာတိတိစိုက်ပျိုးဖို့အတွက်လေ့ကျင့်ပေးထားတာဖြစ်ပါတယ်။ဒီထဲမှာ emotion တွေကို positive scale နဲ့ negative scale ဆိုပြီးတော့နေ့စဉ် management ရှင်းပြီးတော့လုပ်ရပါတယ်။ integrative practice အနေနဲ့ planned action ကိုလုပ်ဖို့စီစဉ်ထားတဲ့အရာတွေရဲ့actual action ကိုတကယ်လုပ်ဖြစ်တဲ့အရာတွေရဲ့ကိုရှင်းပြီးတော့ချရေးခိုင်းပါတယ်ပြီးရင်တပတ်စာပြီးတဲ့အချိန်တိုင်းပြန်သုံးသပ်ရတယ်ကိုယ့်ရဲ့ scale နဲ့ emotion တွေကိုအဲ့မှာရှင်းရှင်းလင်းလင်းသိရတယ်ပေါ့နော်focus အားကောင်းအောင် exercise တချို့ကိုလည်းဒီတက်မှာထည့်ပေးထားတယ်အဲ့ထဲမှာနွယ်လေးအကြိုက်ဆုံးကကြတော့ color line လေးတွေချဲတဲ့ဟာပေါ့နော်လိုက်လုပ်တဲ့ program လေးတွေအရန်တင်ဒီ brain စာအုပ်ကလေးထဲမှာပါပါတယ်2လစာပြီးလို့စာအုပ်ဖတ်ပြီးသွားရင်လည်းဒီ plan တွေကအတိုင်းပဲစာအုပ်တီးတန်းနဲ့ကိုယ့်ရဲ့ idea အတိုင်း plan လေးတွေချဆွဲပြီးတော့ time management ဆက်လုပ်သွားလို့ရပါတယ် app ထဲက exercise တွေကိုကြတော့အားတဲ့အချိန်စိတ်ပါရင်ပါသလိုလေ့လာလို့ရပါတယ်။နွယ်လေးကိုယ်တိုင်လည်းဒီစာအုပ်ကိုဖတ်ပြီး brain gym program ကိုလိုက်လုပ်ပြီးမှကိုယ့်ရဲ့အားနည်းချက်အားသာချက်တချို့ကိုရှာတွေ့လာတယ်။ဒီ program ကိုကိုယ်တိုင်လိုက်လုပ်ပြီးပြောင်းလဲနိုင်ခဲ့တဲ့အချက်ကလေးတွေရှိလာခဲ့ပါတယ်။အရင်ကလှုပ်ချင်စိတ်ပဲရှိပြီးမလှုပ်ဖြစ်ခဲ့တဲ့အရာတွေကိုစပြီးတော့လှုပ်ဖြစ်လာတယ်။ဥပမာပေးရမယ်ဆိုရင်အခုနွယ်လေး blog တွေရိုက်ပြီးတော့မှအချိန်ကိုကြိုးရှိအောင်သုံးပြဖို့အတွက်ဒီစာအုပ်ကနွယ်လေးကိုတွန်းအားပေးလိုက်တယ်လို့ပါပဲအရင်ဆိုရင်နွယ်လေးကစာဖတ်ခြင်းစိတ်ပဲရှိပြီးစာဖတ်ခါနေဆိုရင်တယောက်တည်းအကြောင်းမျိုးမျိုးပြဟိုရွှေ့ဒီရွှေ့နဲ့အချိန်ကိုရေလိုသုံးလာခဲ့တဲ့သူတယောက်ပါ
time management လုပ်ဖို့အတွက်လည်း plan မရှိခဲ့ဘူး meditation လုပ်ဖို့အတွက်လည်းစိတ်မကူးခဲ့ဘူး exercise လည်းမလုပ်ခဲ့ဘူးပေါ့နော်စာအုပ်ကိုဖတ်ပြီးပြောင်းလဲသွားတဲ့အချက်တွေကတော့အလုံးမအားတဲ့ကြားကအရင်ကထပ်ပို့ပြီးတော့စာဖတ်ဖြစ်သွားတဲ့အကျင့်လေးရဲ့ကိုလှုပ်ချင်တဲ့ plan လေးတွေကိုတိုင်းတည်ပဲချမှတ်တတ်တဲ့အကျင့်လေးတွေရဲ့တနေ့တာဖြစ်ပျက်ခဲ့တာတွေလုပ်ခဲ့တာတွေအတွက် journal လေးစီရင်လေးစလုပ်ဖြစ်လာတာရဲ့exercise တစ်ခုကိုပုံမှန်လုပ်ဖြစ်လာတာရဲ့ပြီးရင် meditation ပုံမှန်နေ့စဉ်လုပ်ဖြစ်သွားတာရဲ့ပေါ့နော်ဒါကတိတိကျကျຫນွယ်လေးရဲ့ပုံစံပြောင်းလဲသွားတာကိုသတိထားမိတဲ့အချက်လေးတွေပါအမြဲတမ်းဘူနေပြီးတော့အားနေချိန်ဘာမှမလုပ်ပဲစိတ်လီနေတာတက်စားရင်တော့ဒါကကောင်းမွန်တဲ့ habit လေးတွေကိုပြောလို့ရပါတယ်ဒီစာအုပ်ရဲ့ value ကအကျိုးရှိတယ်လို့ပြောလို့ရတာကြောင့်မို့ຫນွယ်လေးအစီအစဉ်မရှိဘဲနဲ့ sharing လုပ်ပေးဖြစ်သွားတာပါနောက်လည်းတခုခုကောင်းတာလေးတွေတွေ့ရင်မျှဝေပေးသွားအောင်ပါမို့လို့ຫນွယ်လေးရဲ့ social media တွေဖြစ်တဲ့ Facebook page လေးနဲ့ YouTube channel လေးကိုလည်း subscribe နှိပ်သွားဖို့မမေ့ပါနဲ့နော်